ကဲဒီနေ့တော့ကျွန်တော်တို့ TV သေးလေးကိုအဲခန်းသေးလေးမှာသွားတက်မဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဆိုတော့ TV လေးကသေးပါတယ်85လက်မှပဲရှိပါတယ်နောက်တာပါဆိုတော့85လက်မှ panel site bit site ကြီးကိုအခုလိုအဲခန်းကြီးမှာကျွန်တော်တို့သွားပြီးတော့တက်ဆင်ပေးတဲ့ blog လေးဖြစ်ပါတယ်မိတ်ဆွေတယောက်ရဲ့အိမ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုလည်း installation လုပ်တာလေးကိုလည်းဗီဒီယိုမှတ်တမ်းတင်ပြီးရိုက်ကူးခဲ့ပါတယ်ဆိုတော့သူ့ကိုတော့ကျွန်တော်တို့က TV panel လုပ်ထားပြီးသားနေရာတစ်ခုရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကနိုင်ရန်ကပ်ပြီးတော့တက်ဆင်ပေးမှာဖြစ်ပါတယ်ဆိုတော့85လက်မဆိုတော့လဲတက်ဆင်တဲ့အခါမှာတော်တော်လေး view site ကလည်းဗျပြီးရင် TV တွေကအခု TV တွေအကုန်လုံးက frameless တွေဆိုတော့ view site ရပါတယ်သူ့ကိုတက်ပေးမဲ့ bracket ကတော့ကျွန်တော်တို့ NB က SP5 ဆိုတဲ့ bracket ဖြစ်ပါတယ်ဒီ bracket ကကျွန်တော်တို့65လောက်ကနေပြီးတော့110လက်မလောက်ထိကိုဒီ bracket ကနိုင်နေတောက်ခံနိုင်တဲ့ bracket မျိုးဖြစ်ပါတယ်တော်တော်လေးစိတ်ချရပါတယ်စုံလဲဆိုတော့အပြင်ကိုဆွဲထုတ်လို့ရတဲ့ bracket မျိုးလည်းဖြစ်ပါတယ်ဆိုတော့အနောက်ကလည်းကတ်လို့ရတယ်ဒါမှကျွန်တော်တို့ TV လက်မကြီးတွေကတ်ဆင်တဲ့အခါမှာကျွန်တော်တို့ကကျိုးတွေကိုလွယ်လွယ်ကူကူကျွန်တော်တို့လုပ်လို့ရမယ်ပြီးတော့ဒီအိမ်လေးမှာကျွန်တော်တို့ဒီ audio setup တွေစာတေးချလေးကျွန်တော်တို့တေးချလုပ်ပေးခဲ့ပါတယ် okay ဒါကတော့အကုန်လုံးတက်ဆင်ပြီးလို့ parking ဖောက်ပါပြီခင်ဗျာယခု TV တက်တဲ့နေရာမှာကျွန်တော်မကြိုက်တဲ့ချက်တစ်ခုတော့ရှိတယ်အဲ့ဒါကတော့ဘာလဲဆိုအပေါ်မှာတက်တဲ့မှာ aircon ရှိနေတာပါဆိုတော့ဒါကဒီ TV အတွက် NAN ရှိနေတယ်ပါတယ်ကျွန်တော်တို့အိမ်ရှင်ကိုလည်းပြပြခဲ့ပါတယ်အိမ်ရှင်က aircon ကိုဟိုဘက်ရွှေ့မယ်လို့လည်းပြောပါတယ်ဆိုတော့အမြဲတမ်း TV ရဲ့အပေါ်တဲ့မှာအဲ့လို aircon ရှိနေခြင်းက aircon moisture တွေဝင်တတ်ပါတယ် TV panel တွေပျက်စီးတတ်ပါတယ်ဒါတော့ view site စေချင်ပါတယ်ခင်ဗျာ TV အသစ်တွေဝင်လို့ရှိရင် TV တွေရဲ့အပေါ် panel မှာယခုလိုမျိုး plastic တွေကတ်ထားတတ်ပါတယ်ဆိုတော့အဲ့ဒါတွေကိုစက်ရုံကခွာခိုင်းပါတယ်တချို့ customer တွေကမခွာဘူးဗျခွာမှရုပ်ထွက်ကပို့ပြီးတော့လမ်းမှာဖြစ်ပါတယ်ခင်ဗျနောက်ပိုင်းမှာခွာမယ်ဆိုရင်ခွာလို့မရတော့ပါဘူးယခုတက်ဆင်ပေးတဲ့ brand ကတော့ Aconetic ဆိုတဲ့ brand မှာလက်မ site က85လက်မ site သူ့ရဲ့ဈေးနှုန်းက86သိန်းရှိပါတယ်ဆိုတော့ bit အကန်ကြီးမှာဆိုလို့ရှိရင်တော့ဒီလိုမျိုး bit screen site တွေကပို့ပြီးမိုက်ပါတယ်ရုပ်ထွက်ကလည်း 4K ဆိုတော့အဖြစ်ပြောစရာမလိုအောင်ကောင်းတဲ့ထဲမှာပါတယ်အခုမြင်နေရတဲ့အတိုင်းပဲ social effect နေတဲ့ရုပ်ထွက်မျိုးနဲ့ခန်းစားမှာဖြစ်ပါတယ်frameless ဆိုတဲ့အခါကျတော့လေရုပ်ရှင်ုံတရုံမှာရောက်နေတယ်လို့မျိုးခံစားရမှာဖြစ်ပါတယ်ဒီအိမ်ဆိုရင် audio setup လေးနဲ့ပါတွဲထားတော့အတန်ကတော်တော်လေးမြင်ရင်ရှိရှိပါတယ်တော်တော်လေးကောင်းပါတယ်အတန်လည်းကောင်းတယ် karaoke ဆိုမယ်ဆိုရင်လည်း YouTube မှာမြန်မာ karaoke sound ဆိုပြီးတော့ဆိုလိုက်အောင်ပါပဲတော်တော်လေးအဆင်ပြေပါတယ်ခင်ဗျာဒီလိုစိုက်မျိုးနဲ့ဘောလုံးပွဲတွေကြည့်မယ်ဆိုလို့ရှိရင်တော့ share ကြီးပေါ့ဗျာဆိုတော့ဈေးနှုန်းက86သိန်းသူ့ကိုတက်ဆင်တဲ့ bracket ကတော့3,1500ရှိပါတယ် NB ရဲ့ SP5 ပါခင်ဗျာဒီကတော့ TV ရော Canon Black ကောသူကတွဲပြီးဝယ်တယ်သူကဘောလုံးပွဲ World Cup ကိုကြည့်ဖို့ဗျာဒါဆိုလို့ရှိရင် Canon Black ကလာနေတဲ့သူခုမှကဘောလုံးပွဲဖြစ်ပါတယ် TV ရဲ့ site ကတော့ကျွန်တော်အရင်နဲ့ကျွန်တော်ရဲ့လက်တစ်ဖောင်မကဘူးဗျသူကနော် Canon ပြဆိုကျွန်တော်လက်တစ်ဖောင်တော့မကဘူးဆိုတော့တော်တော်ကြီးတဲ့ site တွေမှာပါပါတယ်ဒီလို TV မျိုးကတော့ share မှ share ပါပဲဗျာ